ပြောင်းဝင်နေကြိုးဆိုပါတယ်ကျွန်တော်စင်မနာပြောင်းမှာဆိုရင် EV bike ဆန်လေးလာဝင်မှာဆိုလို့ရှိရင်ဘာတွေပြုလုပ်ပေးလဲဘယ်လိုဝန်ဆောင်မှုတွေပေးတဲ့အကြောင်းလေးကိုကျွန်တော်ဒီဗီဒီယိုလေးကနေပြောပြမှာဖြစ်ပါတယ်เนาะဒီမှာရှိမှာ EV bike လေးတောင်းလုံးစင်နဲ့လာဝင်မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာရောင်းချတဲ့ EV bike EV ဆိုင်ကယ်လေးတွေ EV သုံးမင်းလေးတွေကိုတမျိုးချင်းစီကျွန်တော်သိသိချင်းတာပေးတယ်ပြီးကျွန်တော်သူ့မှာပါဝင်တဲ့ battery အကြောင်းလေးတွေ motor အကြောင်းလေးတွေကျွန်တော်တို့အာမခံလေးစာပေအကြောင်းလေးတွေပြည်ပြည်ပြပေးတယ်။ဒါလို့ web customer ကကျွန်တော်တို့ဒီ license plate ကိုဝယ်သွားမယ်ဆိုရင်ကျွန်တော်အဓိကတွေတည်တဲ့ chassis တိကျတိုက်စစ်ပေးပါတယ်။ငါတို့ကြားလေးတိကျစစ်ပေးပါတယ်။ပြီးရင်တော့တိကျတက်ဆင်းပေးတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ owner book တွေဒီကတ်တွေကိုလည်း customer ကိုနားလည်ပြီးကျွန်တော်တို့ပြပြပေးတာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်ဆိုင်မှာပါဝင်တဲ့အချက်လက်တွေလုပ်ပြီးလုပ်ပြီးပုံလေးတွေကိုလည်းကျွန်တော်အသေးစိတ်ရှင်းပြပေးပါတယ်နော်။ပြီးရင် customer ကိုကျွန်တော် battery ဆမ်းမောင်းခိုင်းပါတယ်။ကျွန်တော်ရှိမှာ customer တွေလာဝယ်ပြီးတော့ကျွန်တော်တို့ရှင်းပြထားတဲ့ဗီဒီယိုလေးကိုလည်းပြပြကြည့်ပြပါအောင်နော်။ကျေးဇူးတင်ပါတယ်။ဒါလေးကတော့ license plate လေးဖြစ်တော့ကျွန်တော် chassis ကိုစောင်းတဲ့တခြားတက်ပြီးနေလေးပါဒါလေးကတော့ကျွန်တော်တို့ owner book မှာပါတဲ့ချက်လက်လေးတွေကိုကျွန်တော် customer ကိုပြီးတော့နားလည်အောင်ကျွန်တော်အခုချိန်ရှင်းပြနေတာလေးပါနော်ဒါလေးကတော့သူ့မှာပါတဲ့ toss စနစ်လေးတွေရယ်ကျွန်တော် remote စနစ်လေးတွေရယ်နောက်သူ့မှာ NFC ကတ်လေးပါတဲ့ access စနစ်လေးတွေကိုလည်းဒီချာ battery ပြသပေးနေတာဖြစ်ပါတယ်နော်ဒါလေးသူ့မှာပါတဲ့ clip လေးတွေအကြောင်းတွေကိုကျွန်တော် basic ပြပြီးတော့ battery ပြောပြပေးနေတာဖြစ်ပါတယ်နော်ဒါရီရကျွန်တော်ရှီမီကိုတေချာဆန်းပြပေးနေတာပါ signal လေးတွေကျွန်တော်တေချာနာမလာကိုတေချာဆန်းပြပြီးတော့တက်တွေ့ပြပေးနေတာဖြစ်ပါတယ်နော်ဒါလေးကတော့ကျွန်တော်တို့ back cloud လေးပါတဲ့အကြောင်းကို back cloud လေးဘယ်လိုမောင်းမြန်တဲ့အကြောင်းကိုသိစိတ်ရှင်းပြပေးနေတာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့ UN model နောက်မှာပါတယ်ကျွန်တော်2 box ပေါ်လေးကို software တေချာပြပြပေးနေဒီရှီလေးကတော့ကျွန်တော်တို့ phone on ပေါ်လေးပါနော်ညာမေးမယ်ကြည့်ရလားအာမေးတယ်ဟုတ်ကဲ့ပါဒါလေးက customer အဆင်ပြေအောင်ကျွန်တော်ဆိုင်ရှိမှာပဲကျွန်တော်တက်တွေ့ဆမ်မောင်းခိုင်းကြည့်ထားတာလေးပေါ့နော်ဆမ်မောင်းတာအဆင်ပြေသွားတော့ customer ကိုယ်တိုင်မောင်းပြီးယူသွားပါပြီနော်